ညီမအလင်းနေရက်စားမလို့ကြာနေရက်စားကဲလိုက်ကြည့်ပါအနီးတရင်စားဒါကလည်းထုတ်လိုက်နှစ်ဆောင်ဒါရည်တင်စားထည့်ခဲ့ပြီကဲဒီကပို့ပါတယ်ပြီးရင်ဒီနားမှာရှင်းနားမှာကျင်းမုံနှစ်ဆောင်အိမ်ကျင်းမုံနှစ်ဆောင်အိမ်သွားပါမယ်